အားလုံးပဲမင်္ဂလာပါရှင်ဝီလာကြီးပါရွှေနန်းတော်ရဲ့မြန်မာမျိုးသမီးများနေကွန်ပျူတာစေးရောင်းပွဲတော်ကြီးကို16လမ်းထိပ်ရွှေနန်းတော်စိတ်ရွှေရတနာဆိုင်ခွဲမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ဇူလိုင်လ3ရက်နေ့ကနေဇူလိုင်လ9ရက်နေ့ထိနေ့စဉ်မနက်9:00နာရီကနေညနေ6:00နာရီခွဲထိကျွေးမင်းများနဲ့အခမ်းကျွေးမင်းကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ဝီလာကတော့ဇူလိုင်လ3ရက်နေ့မှာရှိနေပါမယ်ရှင်ဝယ်သူတိုင်းအတွက်ရွှေနန်းတော်ရဲ့အစင်လာတိုင်းတမိုးကြီးပစ္စည်းများနဲ့9ရက်အတိတ်9ထက်ကွမ်းကျေးဇူးတုံ့ပြန်မဲ့အစီအစဉ်များလည်းရှိပါရှင်စိတ်နှံများကိုအလဲ0%အယောင်0%အပြင်25% discount နဲ့ရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်စိတ်နှံများကိုပထမနှစ်မှာဆိုရင်အမြတ်1%ဒုတိယနှစ်မှာဆိုရင်အမြတ်2%ပေးသွားမယ်အပြင်ရွှေနန်းတော် logo ပါထိလက်ဆောင်တွေကိုလည်းပေးသွားမှာဖြစ်ပါတယ်ရှင်ဇူလိုင်လ3ရက်နေ့မှာကြာရောက်တဲ့မြန်မာမျိုးသမီးများနေ့ကိုဂုဏ်ပြုတဲ့အထူးစိတ်ရောင်းပွဲတော်ဖြစ်တဲ့အတွက်ဝယ်သူမျိုးသမီးတိုင်းကို quality ချုံပွားများကိုလည်းတက်ဆင့်လက်ဆောင်ပေးရသွားမှာဖြစ်ပါတယ်ရှင်ရွှေနန်းတော်မှာမဖြစ်သေးဘူးဆိုရင်လည်းမမဖြစ်အောင်လုပ်ထားကြအောင်နော်မမတွေအတွက်ရင်ခုန်စိတ်လှုပ်ရှားပွဲရ special loyalty program နဲ့စတင်မိတ်ဆက်ပေးနေပါပြီနော်ဒီတော့ဇူလိုင်လ3ရက်နေ့မှာကျင်းပမယ်အမေများနေ့ကွန်ပျူတာထူးစေးရောင်းပွဲတော်ကြီးမှာဝီလာလည်းရှိနေမှာမို့လို့ပြည်သက်တွေလာရောက်အားပေးဖို့လာဖိတ်ခေါ်လိုက်ပါရှင်အားလုံးပဲတွေ့ကြမယ်နော်